အခုကတော့ကျမတို့စငယ်နေတဲ့ automation ရဲ့ပေါ့နော်ဒီလွန်းဆန်ချီရည်နီနောက်အပေါ်ကြီးထိုးနီနောက်လူရင်းလွန်းဆန်ကိုဆက်တဲ့ထက်နီနောက်အဲ့ဒါကိုပြပြသားပေးမှာဖြစ်ပါတယ်ဒီအဖြောင်ချုပ်နီပေါ့နော်တကယ်ချုပ်တဲ့နီကိုလည်းချီနေပေါ့ကျမတို့ချုပ်ပြပေးမှာဖြစ်ပါတယ်ဒီအချင်းနှလုံးမှာပေါ့နော်ဘယ်ဘက်ချီရဆိုလို့ရှိရင်အပေါ်ချီအတွက်ဒီညာဘက်ကချီရတော့အောက်ချီအတွက်ဖြစ်ပါတယ်အခုဒီအောက်ချီအတွက်ကျမတို့လွန်းဆန်ကိုရက်တဲ့ပုံစံလေးပြမှာဖြစ်ပါတယ်ဒီအချီကိုတော့အပေါ်အပေါက်ထဲကိုတော့မဖြစ်မနေထိုးရမယ်ထိုးပြီးတဲ့အခါမှာဒီအပေါက်ကလေးကိုထိုးမယ်ထိုးပြီးရင်စပရိတ်မြောင်းလေးကိုကျမတို့ထည့်မယ်ထည့်ပြီးဟော်ရီလွန်းဆန်လေးကိုဒီလိုလေးထည့်မယ်ထည့်ပြီးတာနဲ့ညာရစ်ကလေးကျမတို့၄-၅ဘက်လောက်ရစ်လိုက်မယ်ရစ်ပြီးလို့ရှိရင်ခလုတ်ကလေးကိုကျမတို့ဖိမယ်ပြီးလို့ရှိရင်ကျမတို့ဆက်ကလေးဖွင့်ပြီးတော့ချီရလို့ရပါပြီဟုတ်ကဲ့ခလုတ်လေးဖွင့်မယ်ဖွင့်ပြီးတော့ကျမတို့ချီရမယ်ရစ်တဲ့အခါမှာဆိုလို့ရှိရင်လည်းသူ့ကို80%သို့မဟုတ်3 ပုံ 2 ပုံရရပါမယ်ကျမတို့အပြစ်မရရပါဘူးဒီအချီနှလုံးမှာဘယ်ဘက်ချီလုံးอ่ะဆိုလို့ရှိရင်ဒီအပေါ်ချီအတွက်ဖြစ်ပါတယ်အဲ့ဒီအချီလေးကိုအပေါ်ပေါက်ကလေးကိုအရင်ထိုးမယ်ထိုးပြီးလို့ရှိရင်ဒီအပေါ်ပေါက်ကလေးကိုပဲကျမတို့ထိုးမယ်ဒါကတော့ချီထိုးနည်းအစီအစဉ်ပဲဖြစ်ပါတယ်အဲ့ဒါပြီးတော့အောက်ချီလေးကိုထိုးမယ်လေးလေးဖြစ်ရပါမယ်အဲ့ဒါပြီးတော့ဒီအပေါက်လေးထဲထုံးမယ်စပရိတ်မြောင်းလေးကိုထည့်မယ်ပြီးလို့ရှိရင်ဒီပေါက်ထဲကိုထည့်မယ်ပြီးလို့ရှိရင်ဒီဟာလေးကိုတော့တက်လေးကျမတို့ဆင်းပါမယ်ဒီကစပရိတ်မြောင်းလေးထည့်တဲ့အခါမှာသတိထားမှာကဒီဘက်ကိုလည်းရောက်လို့မဖြစ်ဘူးဒီဘက်ကိုလည်းရောက်လို့မဖြစ်ဘူးစပရိတ်ဒီမြောင်းလေးပေါ့နော်အပြားလေးနဲ့ချက်ထဲဝင်အောင်ထည့်ပြီးတော့အပေါ်နဲ့အောက်နဲ့ချီလေးကိုကင်ပြီးတော့အထဲကိုဆွဲတင်ရမယ်အဲ့ဒါပြီးရင်တန်ချိတ်ကလေးချိန်မယ်အခုချိန်မယ်ပြီးရင်ပြန်ချိန်မယ်ပေါ့နော်ပြန်အပေါ်တက်ခါမှာဒါလေးကိုချိန်မယ်အဲ့ဒါပြီးရင်နောက်ထပ်အရေးကြီးတာတစ်ခုလေးကတော့ဒီခြီတုတ်တန်လေးကိုမထည့်ဘဲနဲ့ကျမတို့ချုပ်လို့လုံးဝမရပါဘူးအဲ့ဒါပြီးတော့ဒါလေးကိုချိန်မယ်ပြီးရင်နောက်တစ်ဆင့်ချိန်မယ်ချိန်ပြီးတော့ဒီအတိုင်ထိပ်မှာအပေါက်လေးရှိတယ်အဲ့ဒီအပေါက်ထဲကိုကျမတို့မထည့်ဘဲနဲ့လည်းမချုပ်ပါနဲ့နော်ဒီအတိုင်ထိပ်ကအပေါက်ထဲမထည့်ဘဲနဲ့ကျမတို့ချုပ်ခဲ့သည်ရှိတော့ဒီအချီရဆိုလို့ရှိရင်အရန်ခါပြီးတော့ပေါ့နော်ချီမလှဘူးဖြစ်ပါလိမ့်မယ်အဲ့ဒါပြီးတော့ဘယ်ဘက်ကနေပြီးတော့ကျမတို့ချီထိုးလိုက်ရင်ပြီးပါပြီ